ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဖျားယနေ့ညသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်တဘိုးတော်လဆန်း6ရက်2023ခုနှစ်ဇန်နဝါရီလ26ရက်ကြာသပတေးနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဥစိန်အောင်ဒေါ်ကြည်ကြည်ဝင်းစိန်တန်ရီကျိုဆက်ယုံသာသမီမြေတစုမွေးလာဒုစတိမောင်နှံ၏မွေးနေ့ကုသိုလ်ဒေါ်ခင်ထေးအားယေစု၏ဥတည်မြင့်နှင့်သာသမီမြေတစုဒေါ်ဝမူဤ84နှစ်ပြည့်မွေးနေ့အလှဝယ်လုံသူဖခင်ကြီးဦးအောင်တင်အားယေစု၍ဥတည်ထူမြေဒေါ်မြတ်မြတ်မော်မိသားစုနှစ်ဖက်မိဘများအမှုထား၍ဦးမြင့်အောင်ဒေါ်ခိုင်ခိုင်ဦးမိသားစုမိဘများအမှုထား၍ဒေါ်တီတီခိုင်ဒေါ်စိန်စိန်အေးမိသားစုဝယ်လုံသူဖခင်ကြီးဦးကျော်စိန်ဒေါ်ခင်လှဦးကောင်းစိန်ဒေါ်ထွေးကြည်တို့ကိုမှုထား၍ဦးသက်ထားမောင်ဒေါ်ခင်ထားမြင့်ဦးလင်မိုးဒေါ်ဝင်းဝင်းဦးမိုးစောဦးဒေါ်မြတ်မြတ်မိုးမိသားစုဦးကျော်စိုးလွင်ဒေါ်ခင်မာကြီးဒေါ်ခိုင်နန်းသူရိန်မိသားစုကိုနေစဉ်ဝင်းမချစ်တဲ့ညာသမီးရှင်းတန်တရာမိသားစုဦးမင်းရွှေအားယေစု၍ကျင်းရင်သူမိသားစုဇီဇဝါရိုးရရဖနက်ပင်ရင်ဦးအုံမောင်ဒေါ်ရီတင်မိသားစုတို့မှစုပေါင်းဆင်ရင်ကျင်းပပြီးလို့အတော်အွန်လိုင်းဓမ္မသမီးနဲ့ဆက်လျင်၍ကျေးဇူးတော်ရှင်ဘာမခတ်ချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဘုရားတွေ့တော်ခြေတော်သောဥခါ၍ယုတိစွာလျှောက်ထားအပ်ပါသည်ဘုရား1384ခုနှစ်တဝရလဆန်း6ရက်2023ခုနှစ်ဇန်နဝါရီလ26ရက်ဇန်နဝါရီနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမြတ်ဗုဒ္ဓနှင့်ပကပြမအကြောင်းတရားဒေသနာတော်အောင်ကြီးရှိပါတဲ့မှာပါတဲ့ပကပြမကြီးကိုမြတ်စွာဘုရားဖေပုံအကျွတ်တရားရအောင်ဆုံးမခဲ့တယ်ဆိုတာပါဠိတော်ပူရင်းမှာတိုက်ရိုက်ပါရှိတာဖြစ်တယ်အဲ့ဒီပကပြမနဲ့မြတ်စွာဘုရားနဲ့ဆုံတွေ့တာကိုမှတ်တမ်းတင်ထားတဲ့သုတ်ကိုပြမနိမန္တိကသုတ်လို့ခေါ်တယ်နိမန္တနိကသုတ်ပြမနိမန္တနိကသုတ်ပြမရဲ့ပင်ဖိတ်မှုဆိုတဲ့အဓိပ္ပာယ်နဲ့တကယ်တော့မြတ်စွာဘုရားကြွသွားတယ်ကြောင်းပါပဲအဲ့တော့ပကပြမနဲ့တွေ့ဆုံပြီးတော့ပကပြမကြီးကိုဘယ်လိုနားချပြီးတရားပြခဲ့တယ်ဆိုတာမြတ်စွာဘုရားယဟန်တွေကိုပြန်ဟောပြတာဒီတော့ကပကပြမကြီးနဲ့ဘယ်လိုဆုံတွေ့ပြီးတော့မြတ်စွာဘုရားကပကပြမကြီးကိုနားချပြီးတရားပြခဲ့တဲ့အကြောင်းအဲ့ဒါကိုဟောတဲ့သုတ်ဖြစ်တယ်အဲ့ဒါကိုပဲအောင်ကြီးရှိပါတယ်မှာပကပြမကိုမြတ်စွာဘုရားအောင်တယ်လို့သူဆိုထားတာတွေပါနော်အဲ့တော့ဒီသုတ်တန်လေးကိုနားကြည့်လိုက်လို့ရှိရင်အဲ့ဒီစัจ ကြောင်းဟာကောင်းကောင်းကြီးသိသွားမှာဖြစ်တယ်နော်ဒီသုတ်တန်မှာပြီးစုံစုံမှတ်တမ်းတင်ထားတာရှင်အနန္ဒာရဲ့နိဒာန်ကနေစပြောမယ်ဆိုရင်မြတ်စွာဘုရားဟာတာဝတိမြို့စေတော်ကျောင်းအနာရဝိတ္ထေဆောက်လုပ်လှူတဲ့အယံနာရဝိတ္ထေရဲ့အယံထဲမှာဆောက်လုပ်လှူဒန်းထားတဲ့ကျောင်းဆောင်မှာတရင်သုံးနေတဲ့ချိန်တရားပွဲတစ်ခုမှာယဟန်တွေကိုဟောခဲ့တဲ့ယဟန်တွေကိုပြန်ပြီးတော့ပြောဆိုခဲ့တဲ့စัจ ကြောင်းပဲဖြစ်တယ်ပေါ့နော်တရားနဲ့ပတ်သက်ပြီးတော့ဟောတဲ့စัจ ကြောင်းပေါ့ဟိုလိုတရားသက်မဟုတ်ဘူးအဲကြောင့်မြတ်စွာဘုရားယဟန်တွေကိုပကပြမကြီးနဲ့ဆုံတွေ့ခဲ့ပုံကိုဖယ်ပုံပြန်ပြီးတော့မရှိသလဲဆိုရင်ဧကမိဒဟံဘိက္ခွေသမယံယဟန်တို့ငါတခါတော့ငါဩကဋ္ဌာယဝိဟရမိသူပကဝတိသာလရာစာမူလေး
ဥက္ကဋ္ဌမြို့ဒီကောသလတိုက်ထဲမှာဥက္ကဋ္ဌမြို့ဆိုတာရှိတယ်ဥက္ကဋ္ဌမြို့အဲ့ဒီဥက္ကဋ္ဌမြို့မှာသူပခဝနလို့ဆိုရဲတော့ဥတနည်းအားဖြင့်စေတဝနတို့လို့သူပကဝနဥယျာဉ်ပေါ့သူပကဝနဥယျာဉ်ထဲမှာအင်ချင်းပင်ရင်းမှာရောက်ရှိနေထိုင်တဲ့အချိန်ဖြစ်တယ်ဆိုပြီးအဲ့ဒီကနေစားလာအဲ့တော့ဗကားပြမကြီးစီသွားတာတာဝတိဇေရောကသွားတာမဟုတ်ဘူးဥက္ကဋ္ဌမြို့သူဘကဥယျာဉ်အဲ့ဒီထဲမှာထင်ရှားတဲ့အင်ဂျင်ပင်ကြီးမားလို့အာလာရာဇအင်ဂျင်ပင်မင်းတပည့်ကြီးတော့ကြီးတာမို့အင်ဂျင်ပင်မင်းတို့ရာဇဆိုတာလေးထည့်သုံးအဲ့ဒီအင်ဂျင်ပင်ရှင်းမှာမြတ်စွာဘုရားနေထိုင်တဲ့အချိန်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကအာယုံပြုပြီးတော့ကြည်လိုက်တဲ့အခါမှာပထမဇန်ပြမပုံကပကပြမပကဆိုတဲ့ပြမကြီးဟာမာရွေးနဲ့အယူဆတရသူ့ရင်ထဲမှာဖြစ်ပေါ်နေတယ်သူနေတဲ့ပထမဇန်ဘုံအဲ့ဒီဘုံကိုပဲဣဒံနေဆံဣဒံထုဝါငါရောက်ရှိနေတဲ့ပြမဘုံဟာထာဝရဖြစ်တယ်ဣဒံထုဝါအခိုင်အမာဖြစ်တယ်ဣဒံတတ္တတံထာဝရနေရဖြစ်တယ်ဣဒံကေဝလံအလုံးပြည့်စုံတဲ့နေရာဖြစ်တယ်ဣဒံအသဝနဓမ္မဘယ်ကိုမှပြောင်းเสียမရှိတော့တဲ့နေရာဖြစ်တယ်လူတိုင်းဟာဘဝတစ်ခုရထားလို့ရှိရင်အဲ့ဒီဘဝကတစ်ချိန်ကျရင်ထွက်ခွာကြရတယ်ဖြစ်တယ်နော်လူတွေဟာလည်းထွက်ခွာရသူကိုဘယ်သူပဲဖြစ်ဖြစ်ရထားတဲ့ဘဝကထွက်ခွာကြရတာပဲကောင်းတဲ့ဘဝဖြစ်စေမကောင်းတဲ့ဘဝဖြစ်စေထာဝရနေလို့ရတဲ့နေရာဆိုတာလောကမှာမရှိဘူးအချိန်တန်လို့ရှိရင်ထွက်ခွာရအဲ့ဒီထွက်ခွာတာကိုပဲသဝနဓမ္မရွှေ့လျော့ရတယ်ပြောင်းရွှေ့ရတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာဘယ်သူမှထာဝရနေကြလို့မရဘူးဒီဘဝကနေရွှေ့လျော့ပြောင်းရွှေ့သွားရမှာဖြစ်တယ်ပြကားပြမတော့ခုသူနေတဲ့နေရာကဘယ်တော့မှထွက်ခွာစရာမလိုဘူးအမြဲနေလို့ရတယ်ဘာကြောင့်လို့ဆိုရင်ဣဒံနသယတိမွေးဖွားတာမရှိဘူးနဇိယတိအိုတာမရှိဘူးနမိယတိသေးတာမရှိဘူးနသဝတိပြောင်းရွှေ့ရတာမရှိဘူးရွေ့လျောပြောင်းရွှေ့ထွက်ခွာရတာမရှိဘူးနဥပပစ္စတိပြန်ပြီးတော့ဘဝတစ်ခုမှအသက်မွေးရတာဆိုတာမရှိဘူးဣတောသပနိညာဥတ္တရိနေတရဏနတ္ထိအခုသူရရှိထားတဲ့ဘုံဘဝတဲ့ဘုံဘဝကနေထွက်ခွာပြီးတော့ဒီတဲ့သာလုံးနဲ့ဘဝမျိုးဆိုတာမရှိဘူးလို့သူအဲ့လိုပြောတယ်ဒါသူဘဝဟာအမြင့်ဆုံးနေရာဒီဘဝဒီဘုံနဲ့သာလုံးနဲ့ဘုံမရှိဘူးလို့အဲ့ဒီအယူဆကိုသူကောင်းထဲမှာစွဲနေတယ်ဒါကြောင့်သူကနေသထာဝရသူ့ဘုံကိုပဲနေသထာဝရအမြဲနေရမယ်နေရလို့အဲ့ဒီအတွေးတွေဝင်ပြီးတော့မာယွင်းစွာပြောဆိုနေတယ်သူအဲ့ဒီခါမှာမြတ်စွာဘုရားကရဟန်းတွေကိုဆက်ပြောပြတယ်ငါဟာပြမပကပြမကြီးရဲ့အတွေးကိုငါစိတ်နဲ့ဖမ်းပြီးတော့သူ့အတွေးတွေကိုငါသိလိုက်တယ်
ကောင်းထဲမှာအဲ့ဒါတွေးနေတယ်ဒီဘုံအထာဝရဘုံပဲလို့ဆိုပြီးတွေးနေတာကိုသိလိုက်တဲ့အခါမှာတမ္မာတဲ့ယောက်ျားတစ်ယောက်ဟာကွေးထားတဲ့လက်မောင်းကိုဆန့်လိုက်တယ်လို့ဆန့်ထားတဲ့လက်မောင်းကိုကွေးလိုက်တယ်လို့လူပြည်မှာကွယ်ပြောက်ပြီးဖြုံးကနေနော်ဩကထပြုတ်သူ့ဘက်ကဥယျာဉ်အင်းချင်းပင်အရင်မှာပြုတ်ကနေပျောက်သွားပြီးတော့ပြမဘုံရောက်သွားတယ်စိတ်တကမ္မနာလို့ခေါ်တယ်စိတ်သွားအနည်းနဲ့သွားလိုက်တာမြတ်စွာဘုရားနေတော့ကတော့အဲ့ဒီအင်းချင်းပင်ကြီးအောင်မှနေတာပဲနေရင်ကနေဘဂဗြဟ္မာကြီးရဲ့စိတ်ကူးကိုသိတာနဲ့သွားပြီးတော့တရားပြအောင်မယ်ဆိုပြီးမြတ်စွာဘုရားထိုင်းနေရကရုတ်တရက်ပျောက်သွားပြီပဲသွားပေါ်လေပြမပြေကိုသွားပေါ်သွားပြမပြေရောက်သွားတယ်အဲ့ဒါကိုစိတ်တကမ္မနာလို့ခေါ်တယ်စိတ်နဲ့သွားလိုက်တယ်အဖြည်းဖြည်းချင်းသွားနေတာမဟုတ်ဘူးဒီနာပျောက်ဟိုနေရရောက်ဘွားကနေပေါ်သွားတာအဲ့ဒါကိုဥပမာပေးထားတာကွေးထားတဲ့လက်ကိုဆန့်လိုက်တယ်လို့ဆန့်ထားတဲ့လက်ကိုကွေးလိုက်တယ်လို့ချက်ချင်းရောက်သွားတာကိုပြောတယ်နော်ဒီနေရာမှာပျောက်ပြီးတော့ဗြဟ္မဘုံမှာသွားပေါ်တယ်တဲ့ဗြဟ္မဘုံမှာဘွားကနေပေါ်လိုက်တာနဲ့တပြိုင်နက်ဘယ်ပုံပေါ်တော့ဆိုမြတ်စွာဘုရားလျှောက်သွားတယ်ဆိုတော့ထိုင်ရကြီးပေါ်တာတော့မဟုတ်တော့လမ်းလျှောက်သွားနေတဲ့အနေနဲ့ဗြဟ္မပြေကိုရောက်သွားတယ်ခြေချင်းလျှောက်လို့ရောက်လာတဲ့ပုံစံမျိုးရောက်သွားတယ်အဲ့ဒါလိုရောက်တဲ့အချိန်မှာတဲ့ခလန်းလန်းကြတဲ့ဘဂဗြဟ္မာကြီးကမြတ်စွာဘုရားကောရမဗုဒ္ဓကြွလာတာကိုမြင်လိုက်တော့ချက်ချင်းသူကခီးဦးကျဆိုပြီးတော့ပြောတယ်အေဟိခောမာရိတာသွားကတံမာရိတာဒါယဉ်ကျေးတဲ့ပုဂ္ဂိုလ်ကြီးပြောတဲ့စကားပေါ့နော်အေဟိခောမာရိတာဆိုတာအတိပ္ပယ်ကတော့သူ့ရဲ့ literal meaning နဲ့ပြောမဆိုမာရိတဆိုတာငါလူပေါ့ငါလူပေါ့သူတို့ဆိုလို့မြတ်စွာဘုရားကိုငါလူသို့သောစာပေကျမ်းကနေမှာဘုရားကိုလေးစားတဲ့အနေနဲ့အရှင်ဘုရားလို့သူအဲ့ဒီလိုလေးစားတဲ့အနေနဲ့တော့ပြောမှာမဟုတ်ဘူးမာရိတလို့ပြောတာမာရိတဆိုတာနတ်တွေကဘုရားကိုမာရိတဆိုတဲ့အသုံးနဲ့ပဲသုံးတယ်မာရိတဆိုတာခင်ခင်မင်းရင်းအနီးနီးခေါ်တဲ့ဝါဟာရတစ်ခုလိုပဲအဲ့လိုပဲပြောလို့ရမှာ။မာလို့ပြန်မို့ရခက်တယ်။ literal meaning နဲ့ပြောဆိုရင်မာရိတဆိုတာငါလို့လူဆိုတဲ့အဓိပ္ပာယ်အဲ့တော့ငါလူဆိုတာတော့အနိစ္စဆုံးပဲနော်။ခင်ခင်မင်းခေါ်လိုက်တဲ့တကားမာရိတလာဘသွားကတံမာရိတကောင်းသောလာခြင်းမှာသွားကတံဆိုတဲ့အဓိပ္ပာယ်ကသူအာဂတသူဆိုတာကောင်းစွာအာဂတရောက်လာတယ်ဒီရောက်လာတာဟာကောင်းသောရောက်လာခြင်းဖြစ်ပါတယ်ဒီဘာနဲ့သွားတူတော့ဆို welcome ဆိုတဲ့စကားနဲ့တူတယ်နော်ကျိုးဆိုပါတယ်ဆိုတဲ့အဓိပ္ပာယ်ပဲသွားကတံဒါကြောင့်မို့ဆွာကတ်ဆိုတဲ့စကားလုံးကိုသုံးကြတယ်အိန္ဒိယနိုင်ငံတွေပါတော့ကျိုးဆိုတဲ့ကိုဆွာကတ်ဆိုတာသွားကတပဲသူအာဂတသူကကောင်းစွာအာဂတရောက်လာခြင်းသူလာတာဟာကောင်းသောလာခြင်းဆိုတာအကျိုးရှိသောလာခြင်းမှန်ကန်သောလာခြင်းလာရောက်ပြီးလက်ပတ်တာအကျိုးဖြစ်ထွန်းမဲ့လက်ပတ်လာရောက်ခြင်းသူရဲ့ဆန့်ကျင်မဲ့ကြတော့ထူရာကတံမကောင်းသဖြင့်လာရောက်ခြင်းဒုက္ခပေးမလို့လာတာတို့သူလာခြင်းပြဿနာတက်မှာတို့အဲ့ဒါသွားကတံမဖြစ်ဘူးသွားကတံကောင်းသောလာခြင်းဆိုတာသူလာသည့်အတွက်ကြောင့်ဝမ်းသာကြရတယ်ပျော်ရွှင်ရတယ်ပြဿနာတက်တာမရှိဘူးအလုံးစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်တယ်အဲ့ဒါကိုသွားကတံလို့ပြောတာနော်အဲ့တော့သွားကတံကိုဝမ်ပန်တတာကျိုးဆိုတဲ့စကားလုံးအနေနဲ့သုံးတာပေါ့ဝရကံဆိုတာလည်းပဲတစ်ခုစီတွက်လိုက်မယ်ဆိုရင်ကောင်းသောလာခြင်းဆိုတဲ့အဓိပ္ပာယ်ရနိုင်နော်သူတို့ကဘာအဓိပ္ပာယ်နဲ့သုံးတယ်ဆိုတာဒီမှာသွားကတံနဲ့သူ့နဲ့ well နဲ့သွားတူတယ်ကံနဲ့အာဂတနဲ့တူတယ်ပေါ့
အဲ့လိုယူမဲ့ဆိုရင်ရအဲ့တော့သောကတံလို့ဆိုတာကျိုးစုပါတယ်ဆိုတဲ့လာပါကျိုးစုပါတယ်ကောင်းသောလာခြင်းမှာမြမကြီးကရှင်ကျေးစွာမြတ်စွာဘုရားကိုထွက်ပြီးတော့ကျိုးစုနှုတ်ဆက်တယ်စိရတံခောမာရိတဣမံပရိယယမကာတိယတိတံဣဒံကမ္မနာယဒီကိုကြွလာဖို့အခွင့်ပေးတာဟာအကြာကြီးနေမှတစ်ခါပဲပေးတာကိုချစ်ခင်ဝဲရပြောတာဆိုလိုတာကမလာတာကြာပြီနော်အကြာကြီးနေမှခုမှလာတယ်လာဘူးသည်ဖြစ်စေမလာဘူးသည်ဖြစ်စေဒါခင်မင်ယဉ်ဤစွာပြောတဲ့စကားတဲ့ဒီလိုအလှဲ့ပေးတာနော်ပရိယာယဆိုစိရတံခောမာရိတဣမံပရိယာယအကာတိယတိတံဣဒကမ္မနာယဒီကိုလာဖို့အတွက်အလှဲ့ပေးတာအလှဲ့ပေးတာဟာအကြာကြီးနေမှပေးတယ်ပေါ့မပြတ်လာလဲတာမဟုတ်ဘူးဒီကိုလာဖို့အလှဲ့ဟာအကြာကြီးနေမှပေးတယ်ရှင်းနေစွာပြောတဲ့စကားတွေဒါတွေကနော်ဧည့်သည်ကိုဒါရှေးခေတ်ကပြောတဲ့ပြောရဆိုစဉ် usage ဆိုတော့ idiom လို့ဟာမျိုးပဲသုံးနေကြစကားပဲလူတွေ့လို့ရှိရင်အင်္ဂလိပ်တကမှာ good morning မနေ့ဆိုရင်နော် good afternoon အဲ့လိုပြောသလိုပဲမှာဒါလည်း idiom စကားပဲနော်အကြိုင်းနေမှာဒီခွင့်ရေးပေးတာကိုခင်မင်ရင်ဤဆိုပြောလိုက်တယ်ပြောမယ်ဆိုရင်လည်းမလာတာကြပြီနော်ဗမာရိတ်ပြောလို့ရှိတယ်လေအေးမတွေ့ရတာကြပြီမလာတာကြပြီလာတာကိုဝန္တာအာယဝမ်ပတ္တပြောတဲ့စကားအဓိပ္ပာယ်ပဲအဲ့တော့ရသော်ပြဟိုအဲ့ဒီလိုသူကပြောပြီးတဲ့နောက်မှာသူကောင်းနေကအတွေ့အတိုင်းပဲဣဒဟိမာရိတငါလူဟောဒီပြမဘုံကအိဋ္ဌဘုံဖြစ်တယ်ဣဒံထူဝါသာဝရဘုံဖြစ်တယ်ဣဒံတတ္တတံအမြဲတမ်းရှိနေတဲ့ဘုံဖြစ်တယ်ဣဒံကေဝလံလုံးဝပြည့်စုံတဲ့ဘုံဖြစ်တယ်ဣဒံအသဝနဓမ္မဘယ်ကိုမှပြောင်းရွှေ့ရတော့မယ်အနေထားမရှိတဲ့ဘုံမျိုးဖြစ်တယ်ဘာဖြစ်လို့လဲဣဒံဟိနာဇာယတိနာစီယတိနမိယတိဒီဘုံရောက်တာဟာမွေးဖွာတာလည်းမဟုတ်ဘူး။အိုရမှလည်းမရှိဘူး။တေးရမှလည်းမရှိဘူး။နတ်ဆိုရတိနတ်ဘရွှေ့ပြောင်းပြီးပြန်ဖြစ်တာလည်းမရှိဘူး။ဣတောသပဏိညာဥဒ္ဒရိနေတာဒီကနေထွက်ခွာဖို့ဆိုတဲ့အခွင့်အလမ်းလည်းမရှိဘူးလို့။အိဋ္ဌထာဝရဘုံပဲလို့အဲ့ဒါလို့ပြောလိုက်တာ။မြတ်စွာဘုရားစောစောကသူစိတ်ထဲမှာဖြစ်ပေါ်တဲ့အတွေးကိုသိလို့တက်သွားတယ်ဟိုရောက်တော့ကိုယ်တိုင်ကထုတ်ပြီးတော့ပြောတယ်အဲဒီစကားသူတွေးထားတဲ့အတိုင်းထုတ်ပြောအဲ့ဒီမှာမြတ်စွာဘုရားဘာပြောလိုက်လဲဆိုအဝိဇ္ဇာကတောဝတ္တဘောပကောပြမပကပြမကြီးကအမှောင်ထဲရောက်နေပါလားမသိဘူးဆိုတဲ့အမှောင်ထဲရောက်နေပါလားပကပြမကြီးဟာအတိတရားကင်းမဲ့တဲ့အမှောင်ထဲရောက်နေပါလားဒါသူကိုရှုတ်ချလိုက်တဲ့စကားမျိုးဖြစ်သွားတယ်လေ။အော်ပကပြမကြီးဟာမသိတဲ့အမှောင်ထဲကိုရောက်နေပါလားအဝိဇ္ဇာကတောဝတ္တဖောပကောပြမအော်ပကပြမကြီးဟာမသိဘူးဆိုတဲ့အဝိဇ္ဇာအမှောင်နဲ့ရောက်နေပါလားရှောက်နေပါဘကောဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာနော်ဒီနေရာမှာဘောကိုတချို့ကတော့ဘောအိုချင်းတို့လို့ဆိုပြီးတော့ပေးလေးရှိကြတယ်သို့တော့အဲ့ဒါလို့မဟုတ်ပဲနဲ့အော်မသိတဲ့အမှောင်နဲ့ရောက်နေပါဘကောဆိုတဲ့အဓိပ္ပာယ်မျိုးပေးတယ်ဘောအလုံးဘုံမဟုတ်ပဲနဲ့အဲ့လိုလဲဆိုတယ်အဲ့တော့အော်တဲ့အနေနဲ့ပြောလိုက်တာပေါ့ဘဂဗိမာကြီးဟာဘာမှမသိပါလားအမှန်မသိတဲ့ထဲမှာအမှန်မသိပါလားလို့ဆိုလို့တယ်ဘဂဗိမာကြီးဟာအော်တော်တော်ကိုမသိတာပါလားအတော်ကိုမသိတာပါလား
မသိဘူးဆိုတဲ့အမှောင်နဲ့ရောက်နေပါလားယန္တရဟိနာမအနိစ္စယေဝတမနာနိစ္စတိဝခတိသူဟာအခုမမြဲတဲ့ဌာနကြီးကိုသူကမြဲတယ်လို့ပြောနေပြန်ပြီမခိုင်မြဲတဲ့နေရာကြီးကိုခိုင်မြဲတယ်လို့ပြောနေပြန်ပြီထာဝရမဟုတ်တဲ့နေရာကိုထာဝရလို့ပြောနေပြန်ပြီလုံးဝပြည့်စုံတဲ့နေရာမဟုတ်ဘဲနဲ့ဟုတ်တယ်လို့ပြောနေတယ်ရွှေရှားပြောင်းလဲရမယ့်နေရာဖြစ်ပါရဲ့တဲ့မရွှေရှားရတဲ့နေရာလို့ပြောတယ်ပြီးတော့မွေးဖွားရမယ်အိုရမယ်သိရမယ်ပြောင်းရွှေ့ရမယ်ပြန်ဖြစ်ရမယ်ဆိုတဲ့နေရာကြီးကိုပဲမမွေးရဘူးမအိုရဘူးမနာရမသိရဘူးပြောင်းရွှေ့เสียမလို့ဘူးထပ်မွေးเสียမလို့ဘူးတခြားထိတဲ့ကောင်းတဲ့နေရာမရှိဘူးလို့ရှိရတဲ့နဲ့ထိတဲ့ကောင်းတဲ့နေရာမရှိဘူးလို့ပြောနေတာဒါဟာမသိလို့ပြောနေတာသာဖြစ်တယ်ဒါမြတ်စွာဘုရားတုံ့ပြန်ပြောတဲ့စကားပဲအဲ့ဒီလိုမြတ်စွာဘုရားကပြမကြီးကိုမထင်မှတ်ဖဲနဲ့နော်အလုံးကအလေးကရုပြုနေတာပြမအပေါင်းကသူတို့ရဲ့ဒါပြမမင်းပေါ့လေအဲ့ဒီမှာတော့သူကအကြီးဆုံးပြမရဲ့အလယ်မှာသူ့ကိုရှက်ခွဲလိုက်တယ်လို့ဖြစ်တယ်ဩတဲမသိတဲ့ပြမပါလားလို့ပြောလိုက်တာထာဝရမဟုတ်ဘူးနဲ့ထာဝရလို့ပြောနေတာဒါမသိလို့ပြောတာပဲလို့ပြောလိုက်တဲ့အခါမှာအဲ့ဒီအချိန်မှာဝတ္တဝတိနတ်ပုံမှာနေတဲ့မနတ်ကပြမပြေရောက်လာတယ်ဒါလေးကတော့စဉ်းစားစရာလေးတော်တော်ကောင်းတယ်များသောအားဖြင့်အထက်နတ်ကိုအောက်နတ်တွေကတွေ့ဖို့ခက်တယ်ရှောက်ဖို့လည်းခက်တယ်အဲ့တော့ဒီမနတ်ကသူ့ရဲ့အဆင့်မြင့်တဲ့ပြမကိုဘယ်လိုလုပ်သွားသလဲဆိုတာဒီချက်နဲ့ပတ်သက်ပြီးမရှင်းလင်းဘူးအထက်ကရာမှာလည်းအကြောင်းပြမထားဘူးနော်အဲ့တော့သူဘာဖြစ်လို့မနတ်ကသူကဝတ္တဝတိနတ်ပြည်မှာပဲရှိတယ်သူ့ရဲ့အဆင့်မြင့်တဲ့ပြမရဲ့ခန္ဓာကိုယ်ထဲကိုသူဘယ်လိုလုပ်ဝင်ပူးလို့ရတယ်လဲဒါတော့ကနေတိအဖြေမထုံးနိုင်ဘူးအဲ့ဒါတော့ဖြေပေးတာမတွေ့ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ့်ရဲ့အဆင့်မြင့်မိမယ်လို့ရောက်နိုင်တဲ့နေရာလဲရှိတော့ရှိနိုင်တယ်ပေါ့နော်ရှိတော့ရှိနိုင်တယ်ဒါပေမဲ့လို့နတ်တရဲ့သဘာဝကကိုယ့်ရဲ့ဆင့်မြင့်ဘုံတကုကြီးတဲ့နတ်ထဲကိုအောက်နတ်ကဝင်လို့မရဘူးဆိုတာဒါသိကြတယ်အဲ့တော့ဒီနေရာမှာမနတ်အစစ်မဟုတ်ပဲနဲ့မနတ်ရဲ့ခိုင်းသားဖြစ်တဲ့ပြမတရားရောက်ကဝင်ပူးတာတော့ဖြစ်ချင်းဖြစ်မယ်ဘာလို့လဲဆိုရင်ပြမတွေထဲမှာလည်းပဲမနတ်လို့စိတ်ဓာတ်မျိုးရှိတဲ့ပြမတွေရှိတယ်လေတရားဝါတွေထဲမှာရှိနိုင်တယ်ဒါလွယ်မှားမှုတွေအတွေးခေါ်လွယ်မှားမှုတွေဒါတွေကပြမတွေထဲမှာလည်းရှိနိုင်တာပဲလေတတ္တဝါတွေမှန်သမျှပြမတွေထဲမှာတောင်မှဟိုရင်ရှိတယ်လူပြေမှာပြောလို့ရှိရင်တော့ကောက်ကျစ်တယ်စင်လဲတယ်ပြမထဲမှာလည်းရှိတယ်အဲ့ဒါလူသိမှဆိုတယ်ပြမနောက်လိုက်ပြမတွေရဲ့ရှေ့မှာသူ့ကိုမသိဘူးလို့ပြောမှရှက်တဲ့ပြမတွေရှိတယ်အဲ့ရှက်တဲ့စိတ်ဟာဒါမယိုးသားတဲ့စိတ်ပဲလေအဲ့ဒါရှိတော့ဒီမနက်အစ်ဖလားသို့မဟုတ်အဲ့လိုကောက်ကျစ်တဲ့မနက်ခိုင်းသားပြမလားလို့ဆိုတော့မရှင်းဘူးပေါ့ဒါအတွေ့ကြည့်တာပါမရှင်းဘူးထက်ကရာမှာလည်းမှတ်ချက်ပေးမထားဘူးအဲ့တော့စာအတိုင်းပြောမယ်ဆိုလို့ရှိရင်အဲ့ဒီလိုမြတ်စွာဘုရားကမနတ်ကြီးကိုအပြစ်တင်ပကားပြမကိုအပြစ်တင်ပြီးတော့ပြောလိုက်တဲ့အခါကျတော့စိတ်ယုတ်မှရှိတဲ့မနတ်ကပြမအောက်ပြမတူပေါ့သူတို့ရဲ့ပြမပြိတ္တထဲကမဟာပြမကြီးကိုယ်တဲ့တော့မဝင်နိုင်ဘူးတဲ့ပြမပါရိသစ္စာဆိုတဲ့ပြမတူကိုဝင်ပူးပြီးတော့
မြတ်စွာဘုရားကိုတတိပေးတယ်ဘုရားကိုသူကဘိက္ခုလို့ခေါ်တယ်ဘိက္ခုမေတ္တမာတရောမေတ္တမာတရောဒါတော့ဒီလိုထပ်ပြောလိုက်တာဟာသူကအရေးကြီးပြောတာဟဲ့မသွားနဲ့မလုံးနဲ့မပြောနဲ့ဆိုတာမျိုးလို့ပေါ့အာမေဒိတ်လို့ခေါ်တယ်ဒါတွေကကြောက်တဲ့အခါတို့လန့်တဲ့အခါတို့တတိပေးတဲ့အခါမျိုးလို့ပြောတာပေါ့အဲ့မှာဗြဟ္မပရိသစ္စာဗြဟ္မတူတဲ့ဝင်ပူးပြီးတော့ဘယ်လိုပြောတော့ဆိုကိုရောတဲ့ဗြဟ္မကြီးကိုတော့မပုတ်ခတ်နဲ့အဝိဇ္ဇာကတော့ဆိုပုတ်ခတ်တာဖြစ်သွားသူမသိဘူးမသိလို့အလွဲမှားတွေပြောနေတယ်ဆိုပြီးတော့ပြောတာအဲ့ဒါသူဆန့်ကျင်မဲ့လို့ပြောတာဖြစ်တယ်လေလူကြီးတယောက်ကိုလူငယ်တယောက်ကခမကြီးမသိပါဘူးဆိုတာပုတ်ခတ်တာပေါ့အဲ့ဒါမျိုးပေါ့အဲ့သူလည်းဗြဟ္မာကြီးကိုလည်းအဲ့လိုပြောလိုက်တာပဲမြတ်စွာဘုရားမသိပါဘူးမင်းပြောတာမဟုတ်ဘူးဆိုပြီးတော့ကန့်ကွက်လိုက်တာအဲ့ဒါပုတ်ခတ်တာပဲဆိုပြီးဘိက္ခုမေတ္တမာတရောမာဧတံအာတရောသူ့ကိုတော့မပုတ်ခတ်နဲ့ကိုရောသူ့ကိုတော့မပုတ်ခတ်နဲ့ဧသောဟိဘိက္ခုပြမမဟာပြမဒီပြမတမန်ပြမမဟုတ်ဘူးတဲ့တကယ်ပြမမင်းကြီးတဲ့မဟာပြမကြီးဖြစ်တယ်အဖိဘူးသူကအားလုံးကိုလွှမ်းမိုးထားနိုင်တယ်အနဘိဘူးတော့သူ့ကိုလွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးတဲ့အညတတုဝတ္တောမြင်နိုင်စွာအစွမ်းရည်တတ္တိရှိတယ်ဝတ္တဝတ္တိသူ့စိတ်တိုင်းညအကုန်ဖြစ်နိုင်တယ်ဣတရောကဘာကြီးကိုဆိုရတယ်ကတ္တာသူကပြုလုပ်သူဖြစ်တယ်နေမတာဖန်ဆင်းသူဖြစ်တယ်တစ်ထောအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီးတော့သစိတာစီမံခန့်ခွဲတတ်တယ်ဘယ်နေရာကတောင်းဘယ်နေရာကတော့လောကကြီးကိုဖန်ဆင်းနေဆိုတဲ့အယူဆတွေကလာတာပဲလေနော် creator ပေါ့သစိတာဆို creator ဝတိပိတာပုဒ္ဓဗဗျာနာဝတိဆိုတာသူ့မှာစွန့်ရည်တတ္တိတွေအကုန်ရှိတယ်ဝတ္တဆိုတာတတ္တိဝတိဆိုစွန့်ရည်တတ္တိရှိတယ်အဲစွန့်ရည်တတ္တိတွေသူ့မှာအပြည့်ရှိတယ်ပိတာပုဒ္ဓဗဗျာနာဘုဒ္ဓပဗျာဆိုတာဘုဒ္ဓဆိုတာထင်ရှားဖြစ်ပြီးတဲ့တတ္တဝါပဗျာဆိုတာဖြစ်ဖို့တာဆူနေတဲ့တတ္တဝါနော်တတ္တဝါအလုံးလို့ဆိုလို့တယ်တတ္တဝါအလုံးရဲ့ဖခင်ကြီးဖြစ်တယ်ဒါလောကလူပြည့်မှာလည်းပဲအဲ့တိုင်ယုံကြည်နေကြတာအလုံးဟာပြမကြီးကဖန်ဆင်းတာဖြစ်သောကြောင့်အလုံးပြမရဲ့သားတွေနော်ခဏအဲ့ဒီလိုကိုးကွယ်တာဟိန္ဒူဘာသာတို့ခရစ်ယာန်ဘာသာတို့အဲ့ဒီဘာသာတွေကဒါကိုးကွယ်တာပဲလေကောင်းကင်ဘုံကဖျားစာဘုရားဘာသာမှာတော့ပြမလို့ပြောတာပဲအလုံးဟာဖခင်သူကနေမွေးဖွားပေးတာလို့ဆိုလို့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပုံနာတွေမှာအယူဆအများကြီးရှိတယ်တချို့ပုံနာကပြမကြီးရဲ့ခေါင်းကမွေးတာတဲ့ဥထိတ်ကမွေးတာအဲ့ဒီပုံနာမျိုးကအမြတ်ဆုံးတချို့ပြမတွေကဟုတ်လေတချို့ပုံနာတွေကပြမကြီးရဲ့ပါးစပ်ကမွေးတာတချို့ပုံနာတွေကပြမကြီးရဲ့ရင်ကမွေးတာတာဂိဝေမင်းနေကြတော့ခြေပမိုးကမွေးတာလေပြမကြီးရဲ့ခြေပမိုးကမွေးတာအဲ့ဒါလူအစင်တန်းအဲ့ဒါနဲ့ခွဲနေတာသူတို့ကြတော့ပါးစပ်ကမွေးတယ်ရှင်ဘက်ကမွေးတယ်ဆိုတော့အောက်တန်းသားပုဂ္ဂိုလ်တွေကြတော့ဟိုးအောက်ထီအောင်ခြေပမိုးကမွေးတယ်ထီအောင်ပြောတာသူတို့ကအဲ့တော့ဖန်ဆင်းတာကိုပဲအဲ့ဒါပြမကြီးရဲ့ကိုယ်ကနေပြီးတော့ဖန်ဆင်းလိုက်တာကိုအဲ့လိုအောက်တန်းကြရဲဆိုတဲ့အနေနဲ့သုံးတဲ့စကားတွေပေါ့နော်အဲ့တော့တရားတွေအလုံးရဲ့မွေးဖခင်ကြီးဖြစ်တယ်ဆိုပြီးတော့တတိပေးတဲ့အထက်မှာသူကဆက်ပြောတယ်ကိုရောတဲ့ဟုတ်ရှိတုန်းကသမဏဗြဟ္မဏတွေဟာတဲ့လောကမှာသမဏဗြဟ္မဏဆိုတာဘာသာရေးကိုင်းဆရာတွေကိုပြောတာအဲ့ဘာသာရေးကိုင်းတွေအစွမ်းတကူရှိတဲ့ပုဂ္ဂိုလ်တွေဟာပထဝီကရဟကပထဝီဇိကုစကအာပကရဟကပါဆိုလိုတာကတော့မဟာဘုတ်၄ပါးကိုက
ကဲ့ရဲ့ရှုတ်ချတတ်တယ်မဟာဘုတ်၄ပါးကိုကဲ့ရဲ့ရှုတ်ချတယ်မဟာဘုတ်၄ပါးနဲ့ပတ်သက်တဲ့အစိုးရတဲ့ဗြဟ္မာကြီးကိုကဲ့ရဲ့ရှုတ်ချတဲ့သဘောနော်ဓာတ်ကြီး၄ပါးကိုကဲ့ရဲ့ရှုတ်ချတယ်ဘုဒ္ဓကရဟကဘုဒ္ဓဆိုတာဒီနေရာစတုမာရိနတ်အောက်ခြေနတ်တွေကိုဘုဒ္ဓလို့ခေါ်တယ်ဗုဒ္ဓစေနတ်ထဲမှာပါတယ်ဘုဒ္ဓကရဟဘုဒ္ဓဆိုတဲ့နတ်တွေကိုရှုတ်ချတယ်ကဲ့ရဲ့တယ်ပဇာပတိကရဟမနတ်ကိုကဲ့ရဲ့တယ်ပဇာပတိကဒီနေရာမှာမနတ်ကိုပြောတာတဲ့ပဇာပတိကရဟအဲ့တော့ပထဝီအဘောတိဇောတွေကလည်းပဲနတ်တွေလည်းဖြစ်ချင်းဖြစ်မယ်သူတို့သုံးတဲ့စကားလုံးကနော်ဒေဝကရဟနတ်ပြည်6ဓာတ်ကနတ်တွေကိုရည်ညွှန်းပြီးတော့နတ်တွေကိုကဲ့ရဲ့တယ်ပဇာပတိကရဟမနတ်ကိုကဲ့ရဲ့တယ်ဗျမ္မကရဟကဗျမ္မာတွေကိုကဲ့ရဲ့တယ်အဲ့ဒီလိုနတ်တွေကိုကဲ့ရဲ့ရှုတ်ချတတ်တဲ့ပုဂ္ဂိုလ်ဟာတဲ့တည်တဲ့အခါပဲရောက်သွားတော့ဆိုလို့ရှိရင်တည်တဲ့အခါမှာအောက်တန်းကြတဲ့ရှုံညံ့တဲ့ဘုံဘဝကိုရောက်သွားကြတယ်ဟိနိကာယေဥပပန္နအောက်တန်းကြတဲ့ဘုံဘဝကိုရောက်သွားတယ်တချို့သမဏဗြဟ္မဏတွေကတော့တဲ့ပထဝီနတ်တွေလို့ဆိုလို့ရှိရင်ပထဝီနတ်တွေကိုသို့မဟုတ်ဓာတ်ကြီး၄ပါးတွေကပထဝီနတ်တွေကိုချီးမွမ်းတယ်အာဘောနတ်တွေကိုချီးမွမ်းတယ်တိဇောနတ်တွေကိုချီးမွမ်းတယ်ဝါယောနတ်တွေကိုချီးမွမ်းတယ်ဖူတပတန္တာအောက်နတ်တွေကိုချီးမွမ်းတယ်နော်ထေဝပတန္တာအထက်နတ်တွေကိုချီးမွမ်းတယ်ပဇာပတိပတန္တာမနတ်ကိုချီးမွမ်းတယ်ဗြဟ္မပတန္တာဗြဟ္မာကိုချီးမွမ်းတယ်အဲ့ဒီလိုနတ်တွေကိုချီးမွမ်းပြောဆိုတတ်တဲ့ပုဂ္ဂိုလ်တွေဟာတဲ့မြင့်မြတ်တဲ့ဘဝရောက်ကြတယ်နတ်ကိုကဲ့ရဲ့ရင်အောက်တန်းကြတဲ့ဘဝရောက်လိမ့်မယ်နတ်ကိုချီးမွမ်းလို့ရှိရင်ထက်တန်းကြတဲ့ဘဝကိုရောက်လိမ့်မယ်အဲ့ဒီမှာနတ်ကဝင်ပူးပြီးတော့ပြောတာဒါကြောင့်မို့လို့ကိုရောကိုပြောပြစေတယ်ကိုရောကိုတိုက်တွန်းပါတယ်ဒီဗြဟ္မာကြီးပြောတဲ့အတိုင်းပဲကိုရောလုပ်ပါတယ်လိုက်နာပါသူပြောတဲ့စကားအတိုင်းလိုက်နာရှတေဝတိဗြဟ္မာအဟတရေဝတွန်ကရောဟိသူပြောတဲ့အတိုင်းလုပ်ပါသူ့ကိုဆန့်ကျင်မယ်မလုပ်ပါနဲ့မာတွန်ဗြဟ္မုနောဝဆနာဥပတိဝတောဗြဟ္မာရဲ့စကားကိုဖယ်ရှားမယ်လို့ကိုရောစိတ်မကူးနဲ့စိတ်မကူးနဲ့အကယ်၍ဗြဟ္မာစကားကိုကိုရောကြောလုံးဖယ်ရှားမယ်ဆိုလို့ရှိရင်ကိုယ်စီရောက်လာတဲ့စက်တည်းကိုတားမြစ်ပစ်တာနဲ့တူလိုက်မယ်ကိုယ်စီရောက်လာမဲ့ဂုံကျက်တည်းတွေကိုကိုရောတားမြစ်ပစ်လိုက်တာနဲ့တူလိုက်မယ်ဖြည့်ဆည်းပစ်လိုက်တာနဲ့တူလိုက်မယ်နောက်ဥပမာတစ်ခုကအဲ့ဒီဗြဟ္မာကြီးရဲ့စကားကိုမလိုက်နာလို့ရှိရင်တဲ့6ကဘာကြားတဲ့အခါမှာလက်နဲ့ခြေနဲ့ဘယ်ဟာမှမကင်မဲနဲ့လွဲချော်ပြီးတော့အောက်ရောက်သွားသလိုဖြစ်နေမယ်ရှင်ဘုရားခြေမကင်မိလက်မကင်မိဖြစ်ပြီးတော့အောက်တန်းဘဝရောက်သွားလိမ့်မယ်နော်ဒါကြောင့်သူတိုက်တော့မှတယ်ကိုရောစိတ်ကူးမလွဲနဲ့ဗြဟ္မာကြီးပြောတဲ့အတိုင်းလုပ်ပါဗြဟ္မာကြီးစကားကိုဖယ်ရှားဖို့မကြိုးစားပါနဲ့ကိုရောမြင်နေမလားတဲ့ဗြဟ္မာပရိသတ်ဝင်းဝါနဲ့ဗြဟ္မာတွေအများကြီးကိုရောမြင်နေမလားတဲ့အဲ့ဒါမနတ်ကဗြဟ္မာတူတဲ့ဝင်ပူးပြီးတော့မြတ်စွာဘုရားကိုပြောတဲ့စကားတွေအဲ့လိုပြောတော့မြတ်စွာဘုရားကမနတ်ကိုပြန်ပြောလိုက်တယ်သာနာမိခောတာတဟံပပိမဘာတွန်မေညိတ်ထောနမန်သာနာတိဟဲ့အယုဒ္ဓမမနတ်မင်းဆိုတာငါသိတယ်မင်းကိုငါမသိဘူးလို့မထင်နဲ့
အခုကမင်းပြောနေတာနော်မင်းပြောနေတာငါသိတယ်တဲ့ပြမပြောတာမဟုတ်ဘူးတဲ့ပြမတွေပြမပရိသတ်တွေအားလုံးဟာပြမကြီးရောပြမပရိသတ်ရောအချမ်းရံပြမတွေရောအားလုံးဟာမင်းလက်တွင်ကြားရောက်နေတာကိုအားလုံးဟာမင်းရဲ့အလိုချလုပ်နေကြတာဖြစ်တယ်ဒါပေမဲ့လို့ငါကတော့မင်းရဲ့လက်ထဲမရောက်ဘူးမင်းလက်ခုပ်ထဲကရေးမဟုတ်ဘူးနေဝတဝဝတ္တန်ကတော်မင်းဖြစ်ချင်တာငါလုပ်မှာမဟုတ်ဘူးမင်းပြောတဲ့အတိုင်းငါလုပ်မှာမဟုတ်ဘူးမြတ်စွာဘုရားရှင်းရှင်းပဲသူ့ကိုတုံ့ပြန်လိုက်အဲ့ဒီလိုမြတ်စွာဘုရားပြောပြီးတဲ့အခါမှာဘဂဗြဟ္မကြီးကမြတ်စွာဘုရားကိုလျှောက်ပြန်သူကသူကွန်ဖန်လောက်တာပေါ့ခုနကသူပထမပြောတဲ့စကားကိုမြတ်စွာဘုရားပယ်ချလိုက်တယ်။အော်မသိတာတဲဆိုးတာပဲဆိုပြီးပယ်ချလိုက်တယ်။အဲ့ဒါကိုသူကပြန်ပြောတယ်။မာရိတကျွန်ုပ်ကမြဲလို့မြဲတယ်လို့ပြောတာ။ခိုင်မာလို့ခိုင်မာတယ်လို့ပြောတာ။ထာဝရမို့ထာဝရလို့ပြောတာ။လုံးဝပြည့်စုံလို့ပြည့်စုံတယ်လို့ပြောတာ။ဘယ်တော့မှပြောင်းရွှေ့ရမယ့်အရာမဟုတ်လို့ပြောင်းရွှေ့ရမယ့်အရာမဟုတ်ဘူးလို့ပြောတာ။မွေးဖွားခြင်းအိုမင်းခြင်းသိဆုံးခြင်းပြောင်းရွှေ့ခြင်းပြန်လည်မွေးဖွားခြင်းအဲ့ဒါတွေမရှိလို့မရှိဘူးလို့ပြောတာထိတဲ့ကောင်းတဲ့နေရာမရှိလို့မရှိဘူးလို့ပြောတာသူစကားကိုပဲသူပြန်ပြီးတော့အတိပြုပြီးပြန်ပြောပြန်ပြောပြီးတော့ထိကြတော့အဟေတုံခောဘိက္ခုတရားပုတ်ပြီဆိုပြီးထိကြတော့မာရိတလို့မခေါ်ဘဲနဲ့ဘိက္ခုလို့ဖြစ်သွားပြန်တယ်စာကပဲမှားရလားတော့မသိဘူးပေါ့နော်သူတလျှောက်လုံးမာရိတလို့ပြောလာတာဒါဘဂဗြဟ္မအသုံးနဲ့ရောက်တယ်အဲ့တော့မှကိုရောတဲ့ရှေးတုန်းကသမဏဗြဟ္မဏတွေဟာလောကမှာတက်တန်းရှိသမျှသူတို့ဟာချိုးချမ်းတဲ့အကျင့်တွေကိုကျင့်ကြတယ်သူတို့ဟာထိတဲ့ကောင်းတဲ့နေရာရှိရင်ရှိတယ်လို့သိကြတယ်မရှိရင်မရှိဘူးလို့သိကြတယ်ကိုရောကိုပြောမယ်ထိတဲ့ကောင်းတဲ့နေရာဆိုတာမရှိဘူးကိုရောလိုက်ရှာမယ်ဆိုရင်ပင်မယုံမရှိမယ်ပင်မယုံမရှိမယ်အကယ်၍ဓာတ်ကြီးလေးပါပထဝီမြေကြီးကိုဆွဲလမ်းမယ်ဆိုလို့ရှိရင်ကိုရောဟာကျွန်ုပ်ရဲ့အလုပ်ကျွေးများတာဖြစ်မယ်မြေကြီးပေါ်မှာဆွဲလမ်းရင်ကျွန်ုပ်ရဲ့အလုပ်ကျွေးများတာဖြစ်မယ်ကျွန်ုပ်ရဲ့နောက်လိုက်များတာဖြစ်မယ်ကျွန်တော်ရဲ့အခိုင်းအစီများတာဖြစ်လိမ့်မယ်အဘောတေဇောဝါယောဖူဒထေဝပဇာပတိဖြမဆိုတဲ့နော်ဒါတွေကိုလွှမ်းမိုးပြီးတော့ပြောမယ်ဆိုရင်ကိုရောကကျွန်တော်ရဲ့အလုပ်ကျွေးကျွန်တော်ခိုင်းရလောက်အောင်မဲ့ပုဂ္ဂိုလ်ပဲဖြစ်လိမ့်မယ်ကျွန်တော်ရဲ့နောက်လိုက်ပဲကျွန်တော်ရဲ့နောက်လိုက်ပဲဖြစ်မယ်လို့ဘဂဗြဟ္မကြီးအဲ့လိုထပ်ပြောတာအဲ့တော့မြတ်စွာဘုရားကပြမတဲ့ငါလည်းသိပါတယ်ပထဝီပေါ်မှာဆွဲလမ်းမယ်ဆိုရင်အာဘောပေါ်မှာဆွဲလမ်းမယ်ဆိုရင်တေဇောပေါ်မှာဆွဲလမ်းမယ်ဆိုရင်တဏှာဒိဋ္ဌိနဲ့ဆွဲလမ်းမယ်ဖူဒဆိုတဲ့နတ်ထေဝဆိုတဲ့နတ်ပဇာပတိဆိုတဲ့မနတ်ပြမဒီဘွားတွေကိုဆွဲလမ်းမယ်ဆိုလို့ရှိရင်ဒီဟာအောက်တန်းနောက်တန်းကြမယ်ဆိုတာငါသိပါတယ်ဒါပေမဲ့လို့ငါဟာဒါရဲမကဘူးတင်ပြမကြီးရဲ့လာရဘွားကိုလည်းသူသိတယ်
ဘယ်ဘဝကလာရဲဆိုတာသိတယ်သူ့ရဲ့အရှိန်အဝါကိုလည်းသိတယ်ပကပြမဟာဘလို့တကူကြည့်တယ်ဘလို့စာအနုဘော်ရှိတယ်ပကပြမကြီးဟာဘလို့ဩဇာအာဏာရှိတယ်ဆိုတာဒါတွေကိုလည်းငါသိပါတယ်အဲ့ဒီမှာမြတ်စွာဘုရားထဲလိုက်တာသူ့ရဲ့ဘဝစัจကြောင်းကိုသိတယ်လို့ပြောလိုက်တာနော်သူကဘဝမေ့နေတဲ့ပြမကြီးဖြစ်နေသူ့ကိုနိစ္စတဝရလို့ထင်တယ်ဘုရားကအဲ့ဒါသူ့ရဲ့ဘဝစัจကြောင်းကိုသိတယ်လို့ပြောလိုက်တာသူ့ရဲ့အစွမ်းကိုလည်းသိတယ်လို့ပြောလိုက်တယ်ဘာကြောင့်လို့ဆိုရင်သူဟာလာရီနေရီလက်ပတ်ပြီးတော့သွားလာတဲ့စัจ java လာဘောင်းမြောက်များစွာကိုသူကလွှမ်းမိုးထားနိုင်တယ်လွှမ်းမိုးထားနိုင်တယ်အားလုံးတတ္တဝါတွေအားလုံးကိုသူကတကူစွမ်းနဲ့လွှမ်းမိုးထားနိုင်တယ်အဲ့ဒါကိုမြတ်စွာဘုရားဖော်ပြပြီးဘဂဗြဟ္မာကြီးကဒီလိုတကူကြည့်တယ်ဒီလိုစွမ်းအာနုဘော်ရှိတယ်အခုလို့စွမ်းကြီးမားတယ်ဆိုတာငါသိပါတယ်လို့ပြောလိုက်တော့ပြီးတော့မြတ်စွာဘုရားဆက်ပြောတယ်ဗြဟ္မာကြီးတဲ့ဘဂဗြဟ္မာကြီးသင်မသိတဲ့သင်မမြင်တဲ့သင်ရဲ့အတိတ်ဘဝတွေရှိတယ်အဲ့ဒါငါသိတယ်သူကဘဝကိုမေ့နေပြီသင်ဟာတဲ့ဒီဘဝမရောက်ခင်ကအဘဒ္ဒရဆိုတဲ့ဗြဟ္မဘုံမှာဖြစ်ခဲ့တယ်အဲ့ဒီအဘဒ္ဒရဗြဟ္မဘုံကနေပြီးသေပြီးတော့မှဒီခုဖြစ်လာတာဗြဟ္မဘုံမှာသူကအထက်တန်းပထမဆုံးကဝေဟဘုံကဖြစ်တယ်လို့ပြောတယ်အမြင့်ဆုံးဗြဟ္မဘုံကနေအောက်ကိုတဆင်းချင်းဆင်းလာတယ်ဆင်းလာတဲ့အခါကျသူဘဝမေ့သွားတယ်သူဘဝသူမှမှတ်မိတော့တက်တန်းနေကလည်းရှည်တယ်လေဝေဟဘုံဆိုတာမဟာက900ကဘာ900အသက်ရှည်တယ်အဲ့ဒီကနေပြီးတော့64ကဘာဖြစ်တယ်သူဘကိန်းနာနောက်ပြီးတော့10ကဘာမဟာက10ခုရှိတယ်ရှည်လျားတဲ့ကဘာမှာအဘဒ္ဒရဗြဟ္မာအနေနဲ့ဖြစ်တယ်အခုတခါမဟာဗြဟ္မာအနေနဲ့ဖြစ်နေအဲ့ဒါလို့သူ့ဘဝဟာဗြဟ္မာဘုံနေကြီးပဲဖြစ်လာတဲ့အခါကျတော့တတန်းကလည်းသူတို့ကသေတာနဲ့မွေးတာဟာမတမနီးကတ်တယ်နော်ဘာနဲ့တူတော့ဆိုရင်မီးချိန်လိုက်တယ်လို့ဖြစ်သွားမယ်လျှက်စစ်မီးချိန်လိုက်တယ်လို့ပဲနော်လျှက်စစ်မီးချိန်လိုက်တယ်လို့ဟုတ်ဆိုပြန်တောက်လာအဲ့လိုချက်ချင်းသေချက်ချင်းမွေးတာတော့မသိလိုက်ဘူးတက်ကပညာတုတ်မှတောင်မှပဲတရားမင်းဟာထိုင်းနေတဲ့နေရာလေးမှာသုတိစိတ်ကြပြီးတော့ပြန်ပြီးတော့ဖြစ်တာအဲ့နေရာမှာကျန်တဲ့လူတွေသိကိုမသိလိုက်ဘူးချက်ချင်းသိချက်ချင်းပြန်ဖြစ်တာမြတ်စွာဘုရားကသာသိလိုက်တယ်တကူကြည့်တဲ့နတ်တွေကသာသိတာတရားလည်းအဲ့လိုသွားတာအဲ့တော့ဘဝဆိုတာသူကမှေးကနေအိပ်ပျော်သွားတယ်လို့သိလိုက်ပြီးတော့ချက်ချင်းပြန်နှိုးလာတာအဲ့ဒါကြောင့်မို့သူကဘဝတွေကိုမေ့တာအဲ့ဒါကိုမြတ်စွာဘုရားကရှင်းပြောတာအဲ့ဒီသင်ဟာဗြဟ္မဘုံမှာအနေကြာသည့်အတွက်ကြောင့်သင်ဟာတတိမေ့သွားတယ်ဒါကြောင့်မမြင်တာအဲ့ဒီမင်းမမြင်တဲ့ဘုံဘဝတွေကိုငါမြင်တယ်နော်အဲ့ဒီချက်မှာသင်ဗြဟ္မာကြီးနဲ့ငါနဲ့ဟာလောကကွာခြားတယ်သိတဲ့နေရာမှာငါနဲ့မင်းဒီအသိဉာဏ်ရှိတဲ့နေရာမှာမင်းကငါမမှီဘူးဗြဟ္မာကြီးငါ့ကိုမမှီဘူးနော်ထတ်တူတောင်မဟုတ်ဘူးနော်ငါလည်းနှိမ့်ကြတယ်အသိဉာဏ်ကနှိမ့်ကြတယ်လို့ငါဟာမင်းနဲ့ထတ်တူမဟုတ်ဘူးဘယ်လိုလုပ်ပြီးတော့နှိမ့်ကြမှာတော့ငါသာလေမင်းနဲ့ဆင်းမြင်တယ်လို့မင်းနဲ့ပိုသိတယ်လို့ပြောတာမှာတော့ဗြဟ္မာကြီးသင်နဲ့ငါပိုသိတယ်လို့ပြောလိုက်တယ်နောက်တစ်ခါသင်ဟာသူဘဂိဏဘုံမှာဖြစ်ခဲ့တယ်ဝေဟဘုံမှာဖြစ်ခဲ့တယ်နောက်အဘိဘူးဆိုတဲ့ဗြဟ္မာဖြစ်ခဲ့တယ်နော်အဲ့ဒါတွေအကုန်လုံးငါသိတယ်အဲ့ဒါကြောင့်မို့လို့သ
သင်နဲ့ငါထပ်တူညီမျှမဟုတ်ဘူးတဲ့သင်နဲ့ငါအောက်တန်းကြဖို့ဘယ်လိုလုပ်ရှိမှာတော့မင်းမသိတာတွေကိုငါပို့သိတယ်မြတ်စွာဘုရားကအဲ့လို challenge လုပ်တာပေါ့နော်မင်းနဲ့ငါပို့သိတယ်ပြီးတော့ပထဝီဆိုတာဓာတ်ကြီးလေးပါးနဲ့ပတ်သက်ပြီးတော့ငါဟာပထဝီကိုကုံစင်အောင်သိတယ်ဓာတ်ကြီးလေးပါးအကြောင်းကိုငါကုံစင်အောင်သိတယ်နော်ကုံစင်အောင်သိသည့်အတွက်ကြောင့်ဒီဓာတ်ကြီးလေးပါးနဲ့ပတ်သက်တဲ့ဓာတ်ကြီးလေးပါးမဖြစ်တဲ့နေရာကိုလည်းသိတယ်ဓာတ်ကြီးလေးပါးကိုလည်းသိတယ်ဓာတ်ကြီးလေးပါးသိခြင်းကြောင့်ဓာတ်ကြီးလေးပါးမဖြစ်တဲ့နေရာကိုလည်းငါသိတယ်ဓာတ်ကြီးလေးပါးမဖြစ်တဲ့နေရာကိုသိတယ်အဲ့ဒီကိစ္စမှလည်းပဲသင်ရဲ့အသိဟာငါနဲ့မတူဘူးတဲ့ဘယ်လိုလုပ်ပြီးတော့ငါမင်းအောင်နှိမ့်ကြမလဲတဲ့ငါပို့ပြီးတော့သိတယ်လို့အဲ့လိုမြတ်စွာဘုရားကဓာတ်ကြီးလေးပါးနဲ့ပတ်သက်တာတို့ဖြမာရီနဲ့ပတ်သက်တာတို့နတ်တွေနဲ့ပတ်သက်တာတို့သူသိတာတဲ့ပို့ပြီးတော့ငါသိတယ်ဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီသိခြင်းကိစ္စမှတော့သင်နဲ့ငါနဲ့မတူဘူးငါကသင်အောက်ကြရမလို့တူတောင်မတူဘူးတဲ့ငါသိတာနဲ့မင်းမမိဘူးလို့ပြောတာအဲ့တော့မြတ်စွာဘုရားသူ့တယ်ပို့သိတယ်အဟမေဝတရားပိယောသင်နဲ့ငါပို့သိတယ်အဲ့ဒါလို့မြတ်စွာဘုရားရှိသမျှအကုန်ရှင်းပြီးတော့ပြပြီးတော့မဟေဝတိရိတကမေဝဟောတိဒုစကမေဝဟောတိအဲ့သူကဗာပြန်ပြောတော့မြတ်စွာဘုရားအဲ့လိုမင်းနဲ့ငါသာပါတယ်လို့ပြောတဲ့အခါမှာအရှင်ဘုရားမာရိတအကုန်လုံးနဲ့ပတ်သက်ပြီးတော့ဆွဲလမ်းမရှိဘူးဆိုလို့ရှိရင်အဲ့ဒါသိပြီးတော့အဲ့ဒါလောက်သိတာသိရင်တောင်မှပဲအချီးနီးမဖြစ်ပါစေနဲ့အလဟတမဖြစ်ပါစေနဲ့ဘာမှမသိတဲ့အနေအထားမျိုးမရောက်ပါစေနဲ့သူမသိတာဟာဘာမှမရှိလို့မသိတာမဟုတ်အဲ့ဒီမှာမြတ်စွာဘုရားကဒီသူသိတဲ့အဆင့်နဲ့ပုံမြင့်တဲ့နိဗ္ဗာန်ဆိုတာကိုတောင်သိလိုက်တယ်ဓာတ်ကြီးလေးပါမရှိတဲ့နေရာနိဗ္ဗာန်ကိုတောင်ပြောပြတယ်အဲ့ဒီမှာမြတ်စွာဘုရားဝိညာဏအဋ္ဌိတတနာအနန္တံသဗ္ဗတောပပံဒီစကားလုံးနဲ့နိဗ္ဗာန်ကြောင်းရှင်းပြလိုက်တာအဋ္ဌိတတနာနိဗ္ဗာန်ဆိုတာမျက်စိနဲ့ကြည့်ရတဲ့မြင်ကွင်းနဲ့မှမရှိဘူးအနန္တဘယ်ချိန်စဖြစ်ပြီးဘယ်ချိန်ဆုံးတယ်ဆိုတဲ့အစားဆုံးဆိုတာပိုင်းခြားမရှိဘူးသဗ္ဗတောပပံဘယ်နည်းမဆိုနိဗ္ဗာန်တဘာဝရှိတယ်တနည်းအားဖြင့်နိဗ္ဗာန်ဝင်ဖို့စိတ်ကန်းပင်လယ်ထဲဆင်းဖို့စိတ်ကန်းတွေအများကြီးရှိသလိုနိဗ္ဗာန်ဝင်ဖို့စိတ်ကန်းတွေလည်းအများကြီးရှိတယ်သဗ္ဗတောပပနေရာခတ်သိမ်းမှာနိဗ္ဗာန်ဆိုတာရှိတယ်အဲ့ဒီနိဗ္ဗာန်ကိုသိရမှာဖြစ်တယ်နော်အဲ့ဒီနိဗ္ဗာန်မှာပထဝီဆိုတာမရှိဘူးအာဘောဆိုတာမရှိဘူးတေဇောဆိုတာမရှိဘူးဘုဒ္ဓဆိုတာမရှိဘူးဒေဝဆိုတာမရှိဘူးပဇာပတိဆိုတာမရှိဘူးပြမဆိုတာလည်းမရှိဘူးအဘဒရပြမဆိုတာလည်းမရှိဘူးသူဘဂိဏပြမဆိုတာလည်းမရှိဘူးဝေဟဖို့ပြမဆိုတာလည်းမရှိဘူးအဘိဘူးဆိုတဲ့ဒီအဘိဘူးဆိုတာအတ္တညတပြမကိုပြောတာနံခန္ဓာ၄ပါးကိုလွှမ်းမိုးထားနိုင်လို့အတ္တညတဘုံကိုအဘိဘူးလို့သုံးတယ်ဒီထဲမှာတော့မူလပရိယာယသုံးမှလည်းပဲအတိုင်းသုံးတယ်ဒါပြမပုံတွေရဲ့အမည်နာမတစ်မျိုးလို့မှတ်ထားပါတော့အဘိဘူးဆိုတာအတ္တညတဘုံကိုပြောတာအဲ့ဒါတွေလည်းမရှိဘူးနောက်အလုံးကိုအောင်ပြောလို့ရှိရင်သင်္ခါရဆိုတာဘာတစ်ခုမှမရှိဘူးနန်းဆိုတာပြမကြီးကမသိဘူးလေအဲ့သူမသိနိုင်တဲ့သူတို့ကပထဝီဘောတေဇောဝါရောဓာတ်ကြီးလေးပါနဲ့တိဆောက်ထားတာသာသိတာအဲ့ဒီအထက်ကိုမသိဘူးမြတ်စွာဘုရားအဲ့ဒီဓာတ်ကြီးလေးပါလည်းသိတယ်ဓာတ်ကြီးလေးပါမရှိတဲ့နိဗ္ဗာန်ကိုလည်းသိတယ်သူ့တဲ့ပို့သိတဲ့အကြောင်းကိုမြတ်စွာဘုရားပြောပြပြီးတော့ပြောပြလိုက်တဲ့အခါမှာအပြမကြီးကသူပြောစရာမရှိတော့ပြောစရာမရှိတဲ့အခါမှာထွက်ပေါက်ရှာတဲ့အနေနဲ့
လူများဟာစကားလွှဲပြစ်တယ်ခေါ်တာပေါ့ဒါကိုရှုံးတော့မယ်ဆိုစကားလွှဲပြစ်တယ်ဘာပြောလို့ဆိုမာရိဒကိုလူကဲဒါဆိုလို့ရှိရင်တူတူပုံကြရအောင်နော်သူပုံပြမယ်အဲ့တော့ကိုတော့မမြင်အောင်ပုံပြမယ်ဆိုတော့ကဲကောင်းပြီပုံပြတတ်နိုင်ရင်ပုံပြလို့မြတ်စွာဘုရားပြောလိုက်တဲ့အခါဘဂဗြဟ္မာကြီးဟာပုံဖို့ကြိုးစားလိုက်တာလုံးဝပုံလို့မရဘူးသူကဘယ်လိုပုံစံနဲ့ပုံမှာတော့လို့ဆိုတဲ့အခါမှာသူ့ဘဝအစပဋိသန္ဓေနေလာတဲ့အချိန်ကပဋိသန္ဓေနေတဲ့အချိန်လေးကပုံစံမျိုးထီအောင်သူကအသေးလေးလှုပ်လိုက်တယ်ပြီးတော့အမှောင်နေထဲမှာသူကပုံမှုကြိုးစားတယ်အဲ့တော့သူခန္ဓာကိုယ်ဖြောက်ပြီးတော့အမှောင်ထဲရအောင်ကြိုးစားတယ်မြတ်စွာဘုရားကသူပုံတဲ့နေရာတွေမှန်တယ်ဗျအကုန်လုံးကြိုးပြီးတော့သိတယ်အဲ့တော့သူကပုံမယ်နဲ့ပုံလို့မရအောင်မြတ်စွာဘုရားဘယ်နာမှာနဲ့ပုံတာကိုဖော်ထုတ်နေတာဖော်ထုတ်ပြီးတော့သူဟာပုံလို့မရတဲ့အနေအထားမျိုးရောက်တော့မြတ်စွာဘုရားကဘဂဗြဟ္မာကြီးကိုပြောတယ်ဟန္တစရဟိတိပြမေအန္တရဒါယမိဒါဆိုလို့ရှိရင်ငါလက်ငါပုံပြမယ်အဲ့ဒါဆိုရင်ပုံမှာတဲ့တိုက်သလိုပုံဆိုတော့မြတ်စွာဘုရားကတကူဖန်ဆင်းလိုက်တယ်အဲ့ဒီချိန်အဲ့တကူဖန်ဆင်းတာဘလို့ဖန်ဆင်းတော့ဆိုတော့အခုကရုပ်မြင်တန်ညမဟုတ်လားရှုပ်လည်းမြင်နေတာနာကြမြတ်စွာဘုရားဖန်ဆင်းလိုက်တာရှုပ်မမြင်ရဘူးအတန်နဲ့ကြားအောင်ဖန်ဆင်းလိုက်တာရှုပ်ကိုတော့မပြတော့ဘူးအတန်လေးပဲပေးထားတယ်အဲ့တော့ရုပ်မမြင်အတန်ကြားအဲ့ဒါကိုဖန်ဆင်းပြီးတော့ဘာဖြစ်လို့အဲ့လိုဖန်ဆင်းတာတော့လို့ဆိုရင်ရှုံးမမြင်ဘူးအတန်လည်းမကြားဘူးဆိုဘယ်ပြောက်သွားတော့ရှိချင်မှရှိမှလို့ထင်မှဆိုလို့ငါဒီနားမှာရှိတယ်မင်းတို့ငါတွေ့အောင်ရှာအတန်တော့ပေးထားတယ်အတန်ရှိတယ်ရုပ်မရှိဘူးအဲ့တော့ရှုံးမမြင်အတန်ကြားမြတ်စွာဘုရားလှုပ်ပြပုံပြလိုက်တယ်ပုံပြီးတော့ပါဇက်ကဂါထာရွတ်နေတယ်သူ့ကိုအတန်ပေးနေတာဗာပေးတော့ဆိုဘဝေဝဟံပယံဒိဋ္ဌဝါဘဝံစဝိဘဝေတိနာဘဝံနာဘိဝတိကိဉ္စီနန္ဒိဉ္စနာဥပါတိယေအဲ့ဒီကတည်းကလေးရွတ်နေတာအဲ့ဒါကိုဗမာပြည်လူတွေကကိုပြောက်ဂါထာဆိုပြီးတော့မလေးရှုံးရင်တော့ရွတ်ကြည့်ပေါ့ဘုရားကတော့ပြောက်တာသူကတော့ပြောက်ချင်မှပြောက်နော်အဲ့ဒီမှာမြတ်စွာဘုရားရွတ်တဲ့အတိပ္ပယ်အပါတော့ဘဝေဝဟံဘယံဒိဋ္ဌဝါငါဟာဘဝအပေါ်အန္တရာယ်ကိုမြင်တယ်ဘဝစဝိဘဝေတိနာဘဝကင်းရကိုနိဗ္ဗာန်ကိုရှာဖွေနေကြတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝကိုလည်းမြင်တယ်ဘဝနာဘိဝရိကိဉ္စီဘဝမှာဘေးရာကိုမှငါတွေ့တာဆွဲလန်းတယ်လို့ခြင်းနဲ့ဆိုတာမရှိဘူးနန္ဒိဉ္စနာဥပါတိကျင့်တဲ့ဆိုပြီးတော့ဆွဲလန်းတာလည်းမရှိဘူးဒီထိပဲနဲ့ဒီကတာလေးကိုရွတ်ပြီးတော့နေတာအဲ့တော့မြတ်စွာဘုရားရှုပ်လည်းမပြဘူးနော်ရှုပ်မပြဘူးအတန်တော့ကြားနေတယ်အဲ့ဒီခါမှာတက်ရောက်ရှိနေတဲ့ပြမာတွေရောပြမပရိသတ်တွေရောပရိသတ်ထဲကပြမငယ်တွေရောအားလုံးဟာတန်တော်ဖြစ်သွားကြတယ်ဣစရိယဝတ္တဘောအဘုဒ္ဓဝတ္တဘောသမဏတဂေါရမတမဟိတိကတမဟာနုရန်ဂေါရမတကောကြည့်လိုက်တာတော့အံ့စရာပဲဟေးရန်ဂေါရမကသိတကူကြည့်တာအံ့ဩစရာကောင်းလိုက်တာနော်ဒီလိုတကူကြည့်တဲ့ပုဂ္ဂိုလ်မျိုးကိုမြင်လည်းမမြင်ဘူးတရင်လည်းမချဘူးတဲ့နော်တခြားသမဏဗြဟ္မဏတွေလည်းဒီလိုတကူကြည့်တယ်ဆိုတာရန်ဂေါရမတကူကြည့်တယ်ဆိုတာမျိုးမတွေ့ဘူးဘဝရမယဝတ္တဘောပ္ပစာယဘ
ဝရတာယအတ္တမုဒိတာယတမုဟံဘဝဥဒ္ဒပိဘဝကိုပျော်မွေ့နေကြတဲ့ပုဂ္ဂိုလ်ရဲ့နော်ဘဝမှာပျော်မွေ့နေကြတဲ့ပုဂ္ဂိုလ်ရဲ့ဘဝရဲ့အရင်းမြစ်ဖြစ်တဲ့ခိရိတာနဲ့ဘဝရဲ့အရင်းမြစ်ဖြစ်တဲ့အဝိဇ္ဇာနဲ့တဏှာကိုယံဂေါရမကဆွဲနှုတ်လိုက်ပြီနော်ဘဝဆိုတာကောင်းတဲ့ဘဝမရှိဘူးမြဲတဲ့ဘဝမရှိဘူးဆိုတယ်ဆွဲနှုတ်လိုက်ပြီဆိုပြီးတော့ဒီပြမာရိယဝန္တာအာယအဲ့လိုအံ့ဩရစိတ်နဲ့ပြောဆိုကြတဲ့အခါမှာမဏ္ဍကြီးကရောက်လာပြန်တယ်ပြမတူထံဝင်ပူးပြီးတော့ကိုရောတဲ့ဒီကြတော့လေသူကသစေခောတွမာရိတဆိုတဲ့အခေါ်ပြန်ပြီစောစောတုန်းကတော့ဘိက္ခုဆိုတဲ့အခေါ်နဲ့ခေါ်တာနော်သူခေါ်ခြင်းတို့ခေါ်မှာပဲဒါစာထဲမှာအဲ့လိုဖြစ်နေအဲ့သူဘာပြောတော့ဆိုကိုရောသိလို့ရှိရင်ဘယ်သူမှပြောမနေနဲ့ကိုရောသိလို့ရှိရင်တပည့်တွေယဟန်နေမပြောနဲ့ဘယ်သူမှမဟောနဲ့ကိုရောသိတာကိုယ့်ဥဒ္ဒထားနော်လောကမှာဒီကိုယ်တိုင်သိပြီးတော့တပည့်ပရိသတ်တွေကိုပြောဟောကြတဲ့တပည့်ပရိသတ်မွေးတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိတယ်ပေါ့အဲ့တပည့်ပရိသတ်တွေမွေးတပည့်ပရိသတ်တွေတရားဟောဆိုပြီးတော့တပည့်ပရိသတ်တွေပေါ်မှာတွေ့တာတဲ့စိတ်နဲ့သိတဲ့အခါကျတော့အောက်တန်းကြတဲ့ဘဝရောက်တယ်တဲ့ကိုတော့တပည့်မမွေးနဲ့တဲ့တပည့်တွေပေါ်မှာလည်းမတွေ့တာနဲ့လို့သူကပြောတယ်ရှေးတုန်းကရှားနေဟာမြတ်စွာဘုရားလို့ရှေးတုန်းကပုဂ္ဂိုလ်တွေကဖရာလို့ဝန်ခံတဲ့ပုဂ္ဂိုလ်တွေဟာတဲ့တပည့်ပရိသတ်တွေကိုမမွေးကြဘူးတရားမဟောကြဘူးတရားမဟောပဲနဲ့တပည့်ပရိသတ်တွေပေါ်မှာတွေ့တာမှုမရှိလို့သိတဲ့အခါမှာသူတို့ကထက်တတ်ကြတဲ့ပုံပေါ်ကိုရောက်ကြတယ်ဒါကြောင့်မို့ကိုရောကိုတတိပေးပါတယ်တိုက်တွန်းပါတယ်ကိုရောအေးနေတရားမဟောနဲ့ဘသူကိုမှမဆုံးပါနဲ့အေးလေးနေအနက္ခတံကုသလံဟိမာရိတမာပရံဩဝတိနော်ဘာမှမပြောဘဲနဲ့ဝစီပိတ်နေတာကောင်းတယ်မြတ်စွာဘုရားတရားဟောလို့ရှိရင်လူတွေချုပ်ကုန်မှာဆိုတော့ကိုရောဝစီပိတ်ပြီးနေလိုက်တာကောင်းတယ်ဘယ်သူကိုမှဆုံးမဩဝါဒမပေးပါနဲ့နော်မနက်ကအဲ့လိုဝင်ပြီးတော့ပြောတာအဲ့ဒီမှာမြတ်စွာဘုရားဟေးမနက်ငါသိတယ်ဒါမင်းလုံနေတာဆိုတာငါသိတယ်မင်းဟာငါရဲ့အကျိုးစီးပွားကိုလိုလားလို့ပြောတာမဟုတ်ဘူးငါရဲ့ကောင်းကျိုးကိုလိုလားလို့ပြောတာမဟုတ်ဘူးငါရဲ့ဆိုးကျိုးကိုသာလည်းမင်းလိုလားတာနော်လောကမှာတချို့ပုဂ္ဂိုလ်တွေကသမ္မာသမ္ဗုဒ္ဓမဟုတ်ဘဲနဲ့သမ္မာသမ္ဗုဒ္ဓလို့ဝန်ခံကြတာနော်ငါကတော့သမ္မာသမ္ဗုဒ္ဓအစစ်ဖြစ်တယ်သမ္မာသမ္ဗုဒ္ဓအစစ်ဖြစ်လို့ငါဝန်ခံတာတာဝကတွေကိုငါတရားဟောသည်ဖြစ်စေတရားမဟောသည်ဖြစ်စေနော်ငါဖို့ဘာမှမထူဘူးနော်ငါဖို့ဘာမှမထူဘူးတရားဟောခြင်းဖြင့်သူတို့အသိဉာဏ်တွေရမယ်အဲဒါကြောင့်မို့မနယုတ်တဲ့ဘာဖြစ်လို့တော့ဆိုတော့ငါတဏ္ဍမှာစိတ်ဓာတ်ကိုညှဉ်းညူးစေတတ်တဲ့ဘဝတည်းကိုဖြစ်စေတတ်တဲ့တန်ခိလေသာတရားတွေငါမှမရှိဘူးတဲ့အဲ့ဒီတန်ခိလေသာတရားတွေကိုငါထမ်းကုန်တူလို့ဖြစ်အောင်လုပ်ပြီးပြီနောင်ပြန်မဖြစ်အောင်ငါလုပ်ပြီးပြီဘယ်တော့မှပြန်ဖြစ်မဲ့သဘောမရှိတော့ဘူးဥပမာမဲ့ထမ်းမင်းကြီးဟာလယ်စစ်ကပြတ်သွားလို့ရှင်ဘယ်တော့မှအတက်မပေါက်တော့သလိုပဲအဲ့ဒါလိုပဲငါတဏ္ဍမှာမကောင်းတဲ့စိတ်ဓာတ်တွေကလုံးဝကိလေသာတွေလုံးဝမရှိတော့ဘူးနော်အဲ့ဒီတန်ခိလေသာဆိုတဲ့တရားတွေကိုအကုန်လုံးပယ်ပြီးသားဖြစ်လို့နောက်ဘဝကိုဖြစ်စေတတ်တဲ့တရားဆင်းရဲဒုက္ခအကျိုးပေးတတ်တဲ့တရားနောက်ဘဝမှာပရိသေနေခြင်းအိုခြင်းသိခြင်းဆိုတာတွေဖြစ်စေတတ်တဲ့တရားတွေမှန်သမျှငါဟာထမ်းကုတ်တို့ဖြစ်အောင်လှုပ်ပြီးလို့နောက်ဘဝမဖြစ်အောင်လှုပ်ပြီးလို့ဘယ်တော့မှမဖြစ်တော့တဲ့သဘောဖြစ်ရောက်တော့အောင်ငါလှုပ်ထားပြီးသားဖြစ်တယ်
မြတ်စွာဘုရားအဲ့ဒီလိုယတိပြတ်ပြောလိုက်တယ်အဲ့ဒီမှာဒီသုတ်တံကိုဏိကုံချုပ်တော့ဣဒံဟိတံမာရတသအနာလပတာယအနာလပနတာယအဲ့ဒီမှာမဏ္ဍကြီးပစ္စပိတ်သွားပြောတော့မဏ္ဍပစ္စပိတ်သွားတယ်တဲ့ဖြမှုနောစအဘိနိမန္တနာအဘိနိမန္တနာတာယပြမမင်းကြီးကသွားကတံကောင်းသောလာခြင်းမှာဆိုတာဒါသူကဖိတ်မှန်တာပဲလေအေဟိသွားကတံပြမကြီးကဖိတ်ခေါ်တာအဲ့ဒီဟာကိုအကြောင်းပြုပြီးတော့ဒီသုတ်တံလေးကိုပြမနိမန္တနိကသုတ်တံလို့နာမည်ပေးထားပါတယ်တဲ့ဒါလေးနဲ့ဏိကုံချုပ်ထားတယ်ဒီသုတ်တံအဲ့ဒါမစ္စည်းမနိကေမှာပြမနိမန္တနိကသုတ်ဆိုတာမြတ်စွာဘုရားနဲ့ပကပြမတို့နဲ့တွေ့ဆုံပြီးတော့အတွေ့အကြုံကိုပြန်ပြီးတော့ဟောတဲ့ဒေသနာတစ်ပုဒ်ဖြစ်ပါတယ်တရားချက်ကသူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားကိုယ်တိုင်ဟောပြတဲ့ပကပြမအကြောင်းတွေ့ဆုံခဲ့တဲ့ပကပြမအကြောင်းပါဠိတော်မှာလာတဲ့အကျဉ်းချုပ်ကိုမတနာယူကြရတာဖြစ်လို့ဒီသုတ္တမလာတဲ့မတ်ဆရာများကိုမတ်သားကြပြီးတော့မိမိတို့တဏ္ဍမှာနောင်ဘဝကိုဖြစ်စေနိုင်တဲ့ကိရိတာဆိုတဲ့တရားစိုးတွေကိုမဖြစ်ရအောင်ပယ်ရှားနိုင်အောင်ကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာအရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်းရဲခြင်းပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရိုသေလေးမြတ်စွာမမတ်သားသာအာယုံထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထောက်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖို့ဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံကျင့်ဒီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း